keep ထားတင်လားပြန်ပြီးတော့ return လုပ်တင်လားပြောကြပါ hello အားလုံးမင်္ဂလာပါဒီက my day မှာတင်တာလေ Black Friday scam မိသွားတယ်ဆိုတာကအဓိကပြောချင်တာကဘာပြောချင်တာလဲဆိုတော့ promotion scam ဆိုတာဘယ်လို promotion scam လဲဆိုတော့ scam ဆိုတာဟိုလိုမျိုး9%ဆုံးရှုံးသွားတဲ့ scam ကိုပြောတာမဟုတ်ဘူး promotion တွေချဈေးတန်နေဆိုပြီးတော့စုဝယ်လို့ scam မိတယ်ပတ်စံတွေတုံလို့ scam မိတယ်လို့ပြောချင်တာအဲ့တော့ဝယ်လိုက်တာတယ်လီယာနေပြီးတော့လေဘူးနေတော့မဟုတ်ပြချပြီးတယ်လီယာနေပြီးတော့ဝယ်လိုက်တာဝယ်တော့ယောက်ျားအတွက်ဆိုပြီးတော့ဝယ်တာပဲဒီပေါ့သူကတော့ကိုယ်သုံးတယ်အရင်ဖောက်ကြည့်လိုက်အောင်မယ်ပေါ့အရင်ဖောက်ကြည့်လိုက်အောင်မယ်သူကတော့ကိုယ်သုံးလို့ပြောတာပဲ17 Pro Max Saver ကိုဝယ်လိုက်တယ်အဲ့ဒီ Saver ပြဿနာကိုပြောအောင်မယ်မလေးဟုတ်တော့ကျမရဲ့ခုံကရှော့ကြလိုက် Saver ရဲ့ပြဿနာကဟို orange က cosmic orange ကဖုန်ကြီးရောင်ကြီးကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး Saver ကိုဝယ်ချလိုက်ကွာ physical store မှာလည်းသွားကြည့်မထားဘူး physical store မှာသွားလို့မကြည့်ထားဘူး online ကနေပဲဒီတိုင်းပဲရွေးလိုက်တော့အရောင်3ရောင်ပဲရှိတယ်လိမ္မော်ရောင်ရဲ့ဟို dark blue လားအဲ့ဒါရဲ့ဒီက Saver ရဲ့ဆိုSaver ဝယ်လိုက်မယ်ဆိုပြီးတော့ဝယ်ချလိုက်ဟိုဒီနေ့ကတကယ်ချင်းတယောက်က Amazon ဖောက်တယ်သူ့ဟာကိုကြည့်ပြီးတော့ Saver ကြီးကိုမကြိုက်တော့ဘူးသူ့ဟာကိုကြည့်ပြီးတော့ဘယ်လိုခံစားရလဲဆိုတော့လေငယ်ကလေမြန်မာပြည်မှာဆိုလို့ရှိရင်ဒန်နေလေဒန်အိုးတွေလေအဲ့မျိုးဒန်ဆိုင်ရပစ္စည်းတွေဒန်ရေခွက်လေအဲ့လိုမျိုးဒန်ရေခွက် steam မဟုတ်ဘူးနော်ဒန်ရေခွက်အဲ့လိုအရောင်ကြီးလို့ခံစားရတာအဲ့တော့ကျမဒီဖုန်းကိုချိန်တင်လား orange နဲ့ပြန်ချိန်တင်လားဒီဟာကိုပဲဆက်ပြီးတော့ keep ထားရမလားဆိုတော့ဒီဝေခွဲမရဘူးဖြစ်နေတယ်အဲ့တော့အခုတော့အရင်ဖောက်ကြည့်လိုက်အောင်ပါကဲဒီလိုလေးထွက်လာပြီဒီလိုလေးထွက်လာတော့ဒီလိုလေးလှလာရင် orange နဲ့ပြန်လဲရမှာ hedge မိုက်ခုံမှန်တော့ခုံကကင်မရာရိုက်နေဥစ္စာကိုခုံကပူနေလို့အောက်ကနေပြီးတော့ခေါင်းနေခုထားတာစပိုင်ခုံဒီမှာခေါင်းနေနဲ့ခုထားတာအဲ့တော့ကျမဒီဖုန်းကိုကိထားတင်လားပြန်ပြီးတော့ return လုပ်တင်လားပြောကြပါ keep or return or change or something or keep or ချိန်တင်လားဒီရောင်မဲယူတင်လားပြောပြကြပါဦး